ဆိုတော့ streamer နဲ့ content creator နဲ့ဘာကွာလဲ content creator ကနည်းနည်းပိုတက်တာတယ်အရင်မပင်ပန်းဘူးဒါပေမဲ့ idea တွေအများကြီးထုတ်ရတယ်audience နဲ့အရင် close မဖြစ်ဘူး streamer ကြတော့ပိုပင်ပန်းနေဒါပေမဲ့ audience နဲ့ပို့ပြီးတော့ close ဖြစ်တယ်အဲ့လိုတော့ခံစားရတယ်ကို ABC ပြောပြီးတယ်မင်းရတယ်ဘလောက်အောင်မြင်လို့လဲရှောက်ပြောနေရတာလဲတဲ့နော်မြန်မာ influencer award 2018 fan favorite GT fans ရဲ့ honorable Telenor ရဲ့ gaming brand ambassador မြန်မာနိုင်ငံမှာ Red Bull လိုမျိုးကမ္ဘာလုံးမှာနာမည်ရှိတဲ့ brand မှာစောက်ွက်ကြီးပါတယ်တယောက်တည်းသော streamer Facebook မှာ follower 1.8 million 2016မြန်မာနိုင်ငံရဲ့ပထမဦးဆုံး streamer caster ကနေပြီးတော့2025ခုနှစ်ထိတကယ်မိုက်တဲ့ artist တွေနဲ့ collaboration တွေတွေပဲတင်ဆက်နေတဲ့ streamer နောက်ထပ် unscripted show လာဖို့အတွက် artist 6 ယောက် confirm လာတယ်နော်တော့ဒိတ်ကျဲတွေအဲ့လူတွေအကုန်လုံးအိမ်ခေါ်ဖို့ဆိုတာဘာလို့လုံးမထင်လဲအမ်ချောင်နဲ့ APC